ဩဘာမင်္ဂလာဖြာဖြာနဲ့ပြည့်စုံကြပါသည်ခင်ဗျာနာတော်တာပန်းစင်ညာသောမြမအဓိကမြမဆိုင်ဝါဒနာရှင်များအတွက်ဆိုင်ဆရာလေးရန်ကုန်လူငယ်ရွှေမြသာကနေပြီးဆရာကြီးများထာမနိမ့်တရာခံယူလို့ညာကူကအထအတုအထိုင်အထတွေနဲ့ပိုင်လာတဲ့သူ့ပညာကိုယခုထွင်ကအပေါ်မပြောင်းပဲတကူကောင်းဆိုတာအကွက်အဆန်းအလှတွေနဲ့ရွှေမြသာရဲ့မင်းရဲ့လက်ဆွမ်းပြလေးသောတာပန်းဆင်မရသေးခမရညတော့ပါတဲ့ဒီလိုများဟာတော့ငါဆင်းနေရဒီလိုများဟာတော့ငါဆင်းနေရတွေ့ရတာခေါ်တာလေဒီတိုင်းဆိုမဲ့သာ